လက်ရှိဥရောပမှာဘယ်အသင်းကိုမှမှုကြမလို့တော့ပဲအသင်းရဲ့ next level ကိုချက်ချင်းချောက်သွားစေရလို့ကျွန်တော်တို့မြင်မိပါတယ်ဗျာကျွန်တော်တို့က Gumaras ကိုခေါ်ခဲ့ရတာကဈေးတော်နည်းနည်းကြီးတာတော့အမှန်ပဲဗျဒါပေမဲ့လည်းလက်ရှိအနေထားအရအသင်းရဲ့ခွင့်လဲကမဖြစ်မနေ right now upgrade မြင့်မှုလိုအပ်နေတာမို့လို့မဖြစ်မနေမို့လို့ခေါ်ခဲ့ရတာတော့ကျွန်တော်ကတော့ယူဆမိတယ်ဗျာဘာလို့မဖြစ်မနေလို့ပြောရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိ squad က Premier League Champion ဖြစ်ထားတယ် Champion League မှာလည်း final တက်ထားတယ်ဆိုတော့ကျွန်တော်လက်ရှိလူစည်းရင်းကအသက်အရွယ်အရရောအတွေ့အကြုံအရရောအောင်မြင်မှုအရပါပြီးဆောင်ဖြစ်နေပြီဒီတော့အသင်းရဲ့ next plan ဖြစ်တဲ့ဥရောပထိပ်တန်းအသင်းဖြစ်လာဖို့ဆိုလို့ရှိရင်အသင်းရဲ့လိုအပ်တဲ့နေရာတွေမဖြစ်မနေအခုချိန်ဖြည့်မအောင်ဖြစ်တော့မှာဗျာမဖြစ်မနေလိုအပ်တဲ့နေရာတွေကလည်းမိနစ်က100စီလုံး right တယောက်မမွန်းနိုင်ဘာနိုင်ဆော့ခဲ့ရတယ်ကွင်းလေအမာခံနေရာနဲ့ဘယ်တောင်မှတိုက်စစ်နေရာဒီနေရာနဲ့နေရာလုံးကိုလည်းpotential ကြည့်စရာမလိုဘဲနဲ့လက်ရှိအခြေအနေမှာ first line တက်ကိုဖဲရဝင်လို့ရမယ့်လူတွေကိုမဖြစ်မနေခေါ်ရမှာဒါကြောင့်မို့လို့လေ Gumaras ကိုဈေးပါစစ်မနေဘဲနဲ့အသက်အရွယ်ရအတွေ့အကြုံရအကောင်းဆုံးအခြေအနေရောက်နေတဲ့အချိန်မှာကြိုက်သေးပြီးခေါ်ရလို့ပြောလို့ရတယ်ဗျာ Gumaras ကိုဝယ်လိုက်တာက resale value တော့လုံးဝနေပါကျသွားတယ်အနာဂတ်မှာပြန်အောင်မျှော်လင့်ချက်မရှိတော့ဖြစ်သွားတယ်ဒါပေမဲ့လည်းလက်ရှိအခြေအနေအတွက်အသိဉာဏ်ကွင်းလေဟာကြောက်စရာတော်တော်ကောင်းသွားတာတော့အမှန်ပဲဗျမနစ်ကလိုမျိုး rice နာသွားမှာ rice ပွဲပန်းနေမှာ Zufimani ကိုစိတ်မချရတာ OD ကနာသွားမှာဒါမျိုးတွေစိုးနေကြမလို့တော့ဘူးဗျာဘာကြောင့်လဲဆိုတော့ Gumaras ကအဲ rice Zubi OD က3လုံးလုံးရဲ့နေရာတွေမှာကစားနိုင်ရလို့မို့လို့ပဲဆိုတော့ Zubi rice OD က scale Gumaras ဒီ9ယောက်နဲ့ကွင်းလေကိုစစ်ချက်တက်လို့ရပြီဗျာဒါတော့မှ Mikel Merino တို့ Azze တို့ Dauman တို့ Wanri တို့ထည့်ရမထားသေးဘူးဗျာဆိုတော့ကွင်းလေအင်အားကြီးကကြောက်စရာလမ်းကြီးဖြစ်သွားပြီလို့ပြောလို့ရတယ်ဗျာ။ OB ပါရကြည့်မယ်ဆိုလို့ရှိရင်လေမနစ်ကလိုမျိုး Zubi Damo scale ကိုအလဲမှာထားပြီးတော့ Rice ကဘယ် LCM Gumaras က RCM နဲ့ထားမလားဒါမှမဟုတ် major ရဲ့အတင်းနဲ့တွေ့လို့ရှိရင် Rice နဲ့ Gumaras နဲ့ကို double pivot တွဲပြီးတော့ရှေ့မှာ number 10 row ညမှာ AC ဖြစ်ဖြစ် Oliga ဖြစ်ဖြစ်ထားမလားအဲ့လိုမှမဟုတ်ဘဲနဲ့ Zufimani ကပြော့လို့ Zufimani ကိုမကြိုက်လို့ Gumaras ကိုအလဲမှာတည်ပြီးတော့ရှေ့မှာ rice နဲ့ AC တွဲမလား rice နဲ့ Oliga တွဲမလား Oliga နဲ့ AC တွဲမလားဘယ်လိုတွဲကြတိုင်မဲ့ပုံမူတည်ပြီးတော့စိတ်ကြိုက်တွဲလို့ရပြီဗျာဆိုတော့ဒီကွင်းလေအစုဖွဲ့ကလက်ရှိ Premier League မှာကြောက်စရာအကောင်းဆုံးအတောင်တင်းဆုံးအစုဖွဲ့လို့ပြောလို့ရတယ်ဗျာနည်းနည်းပုံသာပြောမယ်ဆိုလို့ရှိရင် Premier League မှာလည်းမဟုတ်ဘူးဥရောပတစ်ခွင်မှာပါဘယ်အသင်းမှမဆိုဒုတို့ရှင်တက်နေတဲ့ကွင်းလေအစုဖွဲ့လို့တော့ပြောလို့ရတယ်ဗျာကျွန်တော်စိတ်ဝင်စားဆုံးအတွက်ကတော့ Zubi ဒါမှမဟုတ် Scale ကိုအလဲမှာ DM နဲ့ထားပြီးတော့ဒီဘက်က LCM မှာ Rice ကိုထားဒီဘက်က RCM မှာ Gumaras ကိုထားတဲ့3ယောက်ကွင်းလေအတွက်ပဲဗျာဘာသာသိတဲ့အတိုင်းပဲဗျာ Rice ကကွင်းလေ Central Zone ကနေပြီးတော့ဘောလုံးဆွဲကိုယ်တိုင်ဆွဲပြီးတော့အရှိကို speed နဲ့ဆွဲတက်ပြီးတော်တော်ကောင်းနေဗျာ Gumaras ကကြတော့ဘောလုံးကင်ထားရင်းနဲ့ line breaking pass တွေပေးတာကောင်းနေဗျာ Central Zone မှာဘောလုံးကင်ထားရင်းနဲ့ body ခုပြီးကင်ထားရင်းနဲ့ဒေးရဆောင်တွေကို pass လန်းပို့တာ killer pass တွေလန်းပို့တာတော်တော်ကောင်းနေဗျာဆိုတော့တကယ်မာကြောတဲ့အသင်းကြီးနဲ့တွေ့မယ်ဆိုလို့ရှိရင်ဥပမာ Man City နဲ့တွေ့ရမျိုးလို့ Chelsea နဲ့တွေ့ရမျိုးလို့ Champions League မှာ Bayern နဲ့တွေ့ရမျိုးလို့အဲ့လိုမျိုးအသင်းကြီးနဲ့တွေ့မယ်ဆိုလို့ရှိရင် Scale ဒါမှမဟုတ် Zubi ကိုအလဲမှာအထိုင်နဲ့ထားပြီးတော့တစ်ဖက်မှာ Rice တစ်ဖက်မှာ Gumaras 3ယောက်အတွဲထားလိုက်မယ်ဆိုလို့ရှိရင်တကယ်ထူဖက်ခတ်တဲ့ကွင်းလေတွေဖြစ်သွားမလားလို့ဗျာကျွန်တော်တွေးကြည့်တာပေါ့လေပြီးတော့နောက်ထပ်ကျင်းတဲ့ဆရာအကောင်းဆုံးတစ်ချက်ကဘာသာလဲသိမှာပါ Gumaras ဆိုတာကဘောင်တွေကလည်းတော်တော်လေးညစ်တက်တဲ့ကစားသမားဗျာကြိုင်မဲ့စိတ်ညစ်လက်အောင်ညစ်တက်တယ်ကြမ်းတက်တယ်ဗျဘောင်တွေကနေပဲရုံမာတတ်တယ်ညာကျွန်တော်တို့တွေ Gumaras နဲ့တိုင်မဲ့ဖြစ်စုံလုံးအောင်ဆိုလို့ရှိရင်သူ့ရဲ့ညစ်လုံးတွေသူ့ရဲ့ကြမ်းလုံးတွေသူ့ရဲ့ဆွလုံးတွေအောင်ပြိသက်တွေအကုန်လုံးဘောထောက်ခဲ့ရတယ် Gumaras ကိုမုံခဲ့ရတယ်ဗျာဆိုတော့ဒါကကောင်းလားဆိုတော့မကောင်းတော့မကောင်းဘူးဗျာဒါပေမဲ့မလိုအပ်ဘူးလားဆိုတော့ကိုယ့်အသင်းတော်ဆိုတော့လိုအပ်တာတော့အမှန်ပဲဗျာဘာကြောင့်လဲဆိုတော့ဘောလုံးပွဲကတရားပဲမဟုတ်ဘူးလေဗျာဟုတ်တယ်မလားကိုယ်နဲ့ဆင်းပြီးတော့မြင့်တာတော့ရွတ်လို့မရဘူးလေဗျာEverton တို့အသင်းမျိုးဖူးဟန်တို့အသင်းမျိုးနဲ့တွေ့ရခါကြလို့ရှိရင်သူချမ်းကိုချမ်းကြမ်းပေးမဲ့လူတွေကတော့ကျွန်တော်တို့အသင်းမှာလိုတယ်ဗျဆိုတော့နည်းနည်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်လုံးကမုန်းရတဲ့အရာကျွန်တော်တို့အခုပြန်ချစ်ရမယ့်အရာဖြစ်သွားပြီလို့ပြောရမှာပေါ့ဗျာဒီတော့အဆုံးသက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Gumaras ကိုရလိုက်တာက all rounder ကစားပုံအရာရောမန်တယ်ပိုင်းအရာဥဆောင်မှုပိုင်းအရာရောလက်ရှိ Premier League အကောင်းဆုံးနေတဲ့တယောက်ကိုရလိုက်တာမို့လို့ကျွန်တော်တို့ရဲ့ကွင်းလေကိုအယမ်းမိုက်သွားစေရလို့ပြောရမှာအမှန်ပဲဗျဆိုတော့မနစ်က Man City ကွင်းက Premier League ဒုတိယအကြောင်းမှာ Man City ကွင်းလေကိုမရှင်နိုင်ခဲ့သလိုမျိုးဥရောပ Champions League Final မှာ PSG ကွင်းလေကိုမရှင်နိုင်ခဲ့သလိုမျိုးဒီဟာဒီမှာထပ်ပြလိုက်တာအကြောင်းလုံးဝမရှိတော့ဘဲနဲ့လက်ရှိဥရောပမှာဘယ်အသင်းကိုမှမှုကြမလို့တော့ပဲအသင်းရဲ့ next level ကိုချက်ချင်းချောက်သွားစေရလို့ကျွန်တော်တို့မြင်မိပါတယ်ဗျာ